လေးခုလိုဒီပလိုမာရတော့ဘယ်လိုခန်းစားရလဲပျော်ရွှင်တဲ့ခန်းစားချက်လေးမျှဝေပေးပါအောင်နော်ဟုတ်ကျွန်တော်ခုလိုဒီပလိုမာရတဲ့အတွက်ပျော်ပါတယ်ဟုတ်လို့ပျော်ပါဗျာမောင်လေးတို့ကြောင်းတက်နေစဉ်အတွင်းမှာပေါ့နော်အတွေ့အကြုံအများဆုံးရခဲ့တဲ့အရာတစ်ခုကဘာဖြစ်မလဲကျွန်တော်အနေနဲ့ကတော့ research project ပေါ့ကျွန်တော်research project ပါတာမှာကျွန်တော်အနေနဲ့ကျွန်တော် group ကနေပြီးတော့ high rise building construction မှာဖြစ်တတ်တဲ့ risk assessment တွေကိုလုပ်တာဗျာအဲ့တော့ကျွန်တော်ကဒီ Manly မှာရှိရဲ high rise building တွေကိုလိုက်ပြီးတော့လေ့လာတယ်သူတို့မှာဖြစ်တတ်တဲ့ risk တွေကိုကျွန်တော်လိုက်ကြည့်တယ်အဲ့ဒါတခုကတော့ကျွန်တော်တို့အများကြီးတွေ့ကြုံရပါတယ်ခုမောင်လေးကပြီးတော့ဆန်အဝက်လည်းရတယ်ပေါ့နော်အဲ့လိုရအောင်ဘယ်လိုမျိုးလေးစူးစမ်းခဲ့လဲမောင်လေးထူထူစူးစမ်းရတော့မရှိပါဘူးကျွန်တော်အဓိကတော့ assignment တွေကိုပုံမှန်တင်တယ်အတန်းပုံမှန်တက်တယ်ပြီးတော့ဆရာမတွေကျွန်တော်ဒီလိုအပ်တဲ့ requirement တွေကိုတော့တေချာရေးရပါတော့အဲ့လိုဟုတ်အခုတက်နေတဲ့ကျောင်းသူကျောင်းသားတွေရောမောင်လေးနေနဲ့ဘာတွေများပြောချင်လဲမောင်လေးဟုတ်roll call ပြအောင်တက်ပါလို့ပြီး assignment ကိုပုံမှန် deadline ကြော်ပဲပုံမှန်တင်ပါပေါ့ပြီးလို့ရှိရင်တက္ကသိုလ်ကျောင်းသားဘဝကိုပျော်ပျော်ပါနေပါလို့ပြောချင်ပါတယ်ဟုတ်အခုမောင်လေးလက်ရှိကြတော့ဘာတွေများလုပ်နေပြီလဲမသိဘူးနော်ကျွန်တော်ရန်ကုန်ချင်းတွင်း PSP မှာ B engineering bachelor of engineering တက်နေရပေါ့နော်ပြီးတော့ master ကို foreign country တစ်ခုခုကို join ဖို့အတွက်ကျွန်တော် prepare လုပ်နေပါတယ်ဟုတ်အန်ဒီတို့ဦးတို့ပေါ့သမီးတို့ဒီမောင်လေးတူတူဆဆာနဲ့ဒီဘွဲကိုရတဲ့အတွက်မိဘတယောက်အနေနဲ့အန်ဒီတို့ဦးတို့ရဲ့ပျော်ရွှင်မှုတွေခံစားမှုတွေသမီးတို့နည်းနည်းလောက်မျှဝေပေးပါဦးရှင်ပျော်ရွှင်မှုအနေနဲ့ကတော့တားတယောက်ဘွဲရတာဆိုတော့အားလုံးကတော့ဝမ်းတာတော့မိပါတယ်နော်ဒီချိန်မှာတော့သူ့အတွက်ဥစားပျော်ရွှင်ရဆုံးမိသားစုရဲ့ပျော်ရွှင်ရဆုံးအချိန်တစ်ခုလေးဖြစ်ပါတယ်ဆိုရင်နောက်တစ်ခုအနေနဲ့ပေါ့နော်သမီးတို့ဒီကျောင်းမှာပေါ့မောင်လေးကိုထားခဲ့တဲ့အချိန်မှာဒီကျောင်းနဲ့ပတ်သက်ပြီးစီကန်းချက်လေးတွေပေါ့နော်အများကြီးရှိရဲအဲ့ထဲမှာအန်ကယ်တို့ကြိုက်နေတဲ့စီကန်းချက်လေးတွေကိုပြောပြပေးပါအောင်ရှင်။သမီးအကြိုက်ဆုံးကတော့ကလေးတွေဘာကိစ္စပဲရှိပေါ့နော်။ဒီအိမ်ကိုအကြောင်းကြားတာလေသမီးမိဘကိုအကြောင်းကြားတာနော်အဲ့ဒါလေးကိုတော့အကြိုက်ဆုံးပါပဲသမီး။ချွတ်ဖြစ်အောင်ဘယ်လိုမျိုးလမ်းကြောင်းပေးခဲ့လဲဘယ်လိုတွေ support တွေပေးခဲ့လဲမသိဘူးနော်။အဲ့တခုပြောရမယ်ဆိုတော့ရှင်းလင်းပဲဘာလို့ဆိုကိုတို့ကလည်းကိုတို့ဒီစင်တီရောက်တာလားလည်းကိုတို့မိသားစုတွေကဝန်ထမ်းမိသားစုတွေဥဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်းနမ်လီမြို့နယ်ကနေမှမွေးဖွားလာတဲ့တယောက်ပေါ့ကိုယ့်ရဲ့သားတယောက်လည်းကိုယ့်တက်ဒီထက်ပို့ပြီးတော့အဆင့်မြင့်အောင်တော့အစအရာငငယ်လေးကနေကသူ့ဘာသူနေတက်ပြတတ်အောင်အားလုံးသူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုဟိုသူငယ်တန်းဘွားကနေစပြီးတော့လွတ်လပ်ခွင့်ပေးထားတာသူငယ်တန်းမတိုင်ခင်ကနေမှ IBC စပြီးတော့တက်ခဲ့ပြီးတော့မှဒီအစိုးရကြောင်းတက်ခဲ့တယ်တက်ခဲ့ပြီးတဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုသူကနဲ့သူလွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကိုပေးထားခဲ့တာဒီ9တန်း10တန်းဆိုတော့လဲစိုးစမ်းမှာပဲနေခဲ့တော့တောက်လျှောက်ကသူ့ဘဝအပြင်မှာပဲနေတာများတော့ကိုတို့ဦးတို့အနေနဲ့သူ့ယုံကြည်စိတ်ချစွာလွတ်ပေးထားပြီးသားဖြစ်တဲ့အတွက်အားလုံးအဆင်ပြေစွာသူကနဲ့သူဆုံးဖြတ်ပြီးတော့ဆောင်ရွက်သွားတာဖြစ်ပါတယ်။မောင်လေးကကြတော့ကျောင်းမှာဆိုရင်အခုအထူးချွန်ဆုံးဆိုပေါ့နော်။သမီးတို့ဒီ UK PR ဆန်ကနေပေးတယ် PDEC ကနေပြီးတော့မှပေးတယ် PR ဆန်အဝတ်စုရထားတာဖြစ်တဲ့အတွက်မောင်လေးကထူးချွန်ဆုံးကျောင်းသားဖြစ်တဲ့အတွက်အန်ဒီတို့ဦးတို့ရောအနိအနေနဲ့ရောဘယ်လိုမျိုးခံစားရလဲမသိဘူးနော်။သမီးအယံဝမ်းတာတာပေါ့သမီး။နောက်ချင်းတွင်းကိုသူ့ဘာသူရွေးသွားတာသမီးချင်းတွင်းတက်တာလေ။သူ့စိတ်ထဲရရှိတာ။ဒီတော့ပုံမှန်လေးလည်းပြောလိုက်လေချင်းတွင်းမသွားခင်မှာသူကနိုင်ငံခြားမှာတော့တက်ဖို့ကြောင်းတက်တာနိုင်ငံခြားတက်မယ်ဆိုနိုင်ငံခြားခဏသွားလိုက်တယ်တစ်ပတ်လောက်ပေါ့နော်ပြန်လာတဲ့အချိန်မှာဆူဆန်ကဆူရတော့ဆူတက်ယူရင်းနဲ့ချင်းတွင်းဖောင်တာကနေပြီးမှချင်းတွင်းချပြတာပေါ့နော်ဘယ်လိုပဲကြောင်းတက်ရင်ဘယ်လိုဆိုအဲ့မှာသူ့ဘက်သူထွက်လာတာနဲ့သူဒီချင်းတွင်းမှာနေမယ်တဲ့အဲ့လိုဆိုရွေးသွားတမီးနောက်ဆုံးအနေနဲ့ပေါ့နော်အန်ဒီတို့မိဘတွေဦးတို့အနေနဲ့ဟိုပေါ့နော်ဒီတခြားကျန်တဲ့မိဘတွေကိုပေါ့နော်သူတို့သားသမီးလေးတွေကိုဘယ်လိုမျိုးအန်ဒီတို့ဦးတို့အနေနဲ့ဗာများပြောချင်တာရှိသေးလဲပေါ့နော်မိဘတွေအနေနဲ့ပေါ့နော်တခြားမိဘတွေကိုမျှဝေချင်တဲ့ခံစားချက်တွေတမီးတမီးဟိုပေါ့ကလေးတွေရဲ့ဆန္ဒပေါ့အဓိကကတော့နော်တမီးမိဘတွေရဲ့ဆန္ဒတဲ့ကလေးတွေရဲ့ဆန္ဒကိုဟိုပတ်မိုးပေးတဲ့နဲ့ထင်သူတို့ဆန္ဒကိုလက်ရောပေးတဲ့နဲ့ထင်ကလေးတွေစစ်တိုင်းကြပံပိုးရင်နွန်သမီးနော်လက်ရောပေးရင်နဲ့ကလေးတွေအောင်မြင်မှုအချိန်တန်ရလာမှာပါတမီးတို့အင်တာဗျူးလေးကိုခုလိုမျိုးဖြည့်ပေးရလို့လဲတမီးတို့ဘက်ကကျေးဇူးများတင်ပါတယ်ရှင်အန်ဒီဟာဓာတ်ပုံ